ပုံမှန်အားဖြင့်ချမ်းသာကြွယ်ဝမှုဆိုတဲ့အကြောင်းကိုစဉ်းစားကြပြီဆိုရင်လေလူအတော်များများကဒါကိုသင်္ချာပု္ပ္ပစာတစ်ခုလို့သဘောထားတတ်ကြတယ်ဗျာဟုတ်တယ်ဝင်ငွေဘယ်လောက်ရှိတယ်ထွက်ငွေဘယ်လောက်ရှိတယ်အဲ့လာတွေကိုပေါင်းနှုတ်လိုက်ရင်ဘဏ်အကောင့်ထဲမှာရှင်းလင်းပြတ်သားတဲ့အဖြစ်တစ်ခုထွက်လာမယ်ပေါ့လွယ်ပြောရင်အရာအလုံးကစည်ရင်းကင်နေတဲ့စည်ရင်းအင်းစာအုပ်ကြီးတအုပ်လိုမျိုးပေါ့ဗျာဟုတ်တယ်လူတွေကကြွယ်ဝမှုဆိုတာကိုအဖြူနဲ့အမြေတဲကွက်ကွဲရှိတဲ့မျက်စိနဲ့တက်အမြင်ရတဲ့ရုပ်ဝတ္ထုတွေအဖြစ်ပဲမြင်လေ့ရှိကြတာကိုကားကောင်းစားတို့အင်္ဂကြီးကြီးတို့အဲ့ဒီလိုအပေါ်ယံအရာတွေကိုပဲကြွယ်ဝမှုရဲ့တိုင်တပဲရာတွေလို့ထင်မှတ်ထားတတ်ကြတယ်ဒါပေမဲ့တကယ်ရေရှည်တည်တံ့တဲ့စစ်မှန်တဲ့ချမ်းသာကြွယ်ဝမှုဘလို့ဒီဆော့တယ်လဲဆိုတော့ကဘာကြီးတွေကိုတေချာချီလောင်းဝင်ကြည့်လိုက်တဲ့အခါအဲ့ဒီတော့ချက်မှုတွေကြီးပဲတက်ကတဲ့အလုံးမဖြစ်တော့ဘူးဆိုတာတွေ့လာရတယ်တကယ်ပါပဲဒီနေ့ကျွန်တော်တို့နည်းနည်းဆိုင်လေလာတုံးတမေရှိစမှာဘန်ဒီတာဘန်ချန်ရဲ့နောက်ဆုံးထွက်ထားတဲ့ဗီဒီယိုတစ်ခုကိုအခြေခံပြီးဆွေးနွေးတော့မယ်ဗျအဲ့ဒီဗီဒီယိုကဒီအမြင်ကိုလုံးဝပြောင်းပြန်လာပြလိုက်တယ်သူကဘာပြောလဲဆိုတော့တကယ်ကြွယ်ဝမှုဆိုတာစာရွက်ပေါ်ကကိန်းကနန်းဒီပြင်ပကအတုံးဆောင်တွေပေါ်မှာမူတည်နေတာမဟုတ်ဘူးတဲ့ဒါဆိုဘယ်ပေါ်မှာမူတည်နေတာလဲရှင်နောက်ွယ်မှာမျက်စိနဲ့မမြင်ရပဲလက်ပတ်နေတဲ့ဦးနောက်ရဲ့စိတ်ရန်တရားတွေစိတ်နေသဘောထားတဲ့အပေါ်မှာအဓိကမူတည်နေတယ်ဆိုတာကိုသူကအသေးစိတ်ခွဲချမ်းပြောထားတယ်ဗျာဟိုလေအဲ့ဒီခွဲချမ်းစိတ်ဖြာချက်ကတော်တော်လေးကို net ချိုင်းပါတယ်သူကကန်တရားကိုယုံကြည်ပြီးထိပေါက်ကလေးရုတ်တရက်ချမ်းသာလာမဲ့လမ်းကြောင်းကိုပြောနေတာမဟုတ်ဘူးလေရေရှည်မှာဘလို့အချင်းနေမျိုးနဲ့ပဲကြုံမရိုင်းမရိုင်းပဲရက်တည်နိုင်မဲ့စစ်မှန်တဲ့ကြွယ်ဝမှုဆိုတာကိုနေ့စဉ်တွေးခေါ်ပုံတွေကနေတဆင့်ဘလို့တိဆောက်ရမလဲဆိုတာကိုထောက်ပြထားတာပါကဲဒါဆိုရင်ဒီအကြောင်းကိုတွေ့ချလေးဖြည့်ကြည့်အောင်ဗျာအပေါ်ယံကြွယ်ဝမှုနဲ့တကယ်ရေရှည်ကြွယ်ဝမှုကြားကကွာခြားချက်တွေကိုအခြေခံကြိုးစုံအစစ်ငင်စားကြတာပေါ့ကျွန်တော်တို့ငွေရှာဖို့ဆိုတဲ့ပြင်ပကိစ္စတွေကိုမစင်းစားခင်မှာအဲ့ဒီငွေကိုစတင်ထုတ်လုပ်ပေးမဲ့စက်ရန်တရားချစ်တဲ့ကိုယ့်ရဲ့ဦးနှောက်ကိုအရင်ဆုံးဘလို့ရင်းနှီးမြုပ်နှံမနေဆိုတဲ့အပိုင်းနဲ့စကြည့်မယ်ဗျာကောင်းပါရှင်ဒီနေရာမှာလူအများစုရဲ့အကျင့်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဘလို့မျိုးလဲဗျာလူများစွာ social media မှာသူများရဲ့အထင်ကြီးဖို့အတွက်ဘန်းငွေတောင်းငနန်းချီတန်တဲ့နောက်ဆုံးပေါ်ဖုန်းတွေနာမည်ကြီးတစ်စိတ်ပါတဲ့အိတ်အကောင့်စားတွေကိုအကျွေးဝယ်ကတ်နဲ့အရစ်ကြဝယ်ဖို့တောင်ဝမလေးကြဘူးလေဒါပေမဲ့တကယ်တမ်းကိုယ့်ဘဝကိုတိုးတက်စေမဲ့ဗတ်နေရလောက်လက်တန်နဲ့စာဟုတ်ကောင်းတို့ဝယ်ဖို့ကြတော့အရင်နှမျောတတ်ကြတယ်လို့အဲ့ဒီဗီဒီယိုထဲမှာထောက်ပြထားတယ်အဲ့ဒါမှန်ပဲဗျာဘာဖြစ်လို့အဲ့ဒီလိုဖြစ်နေကြတာလဲဒါကလူသားတွေရဲ့စိတ်ပညာမှာအမြင့်တန်ရင်အရာတစ်ခုပါတယ်ရှင်ဖုန်းအသက်အိတ်အသက်ဆိုတာကချက်ချင်းတုံ့ပြန်ခုကိုပေးစွမ်းနိုင်တယ်လေ social media မှာပုံတင်လိုက်ကနေ like တီးရမယ်လူတွေကချီးကျူးမယ်အဲ့တော့ဦးနောက်ထဲက dopamine ထက်တွေချက်ချင်းထွက်လာပြီးတာယာမှုကိုခံစားရတယ်ဟုတ်ပြီဒါမဲ့စာအုပ်တွေဖတ်တာတော့တင်တန်းတစ်ခုတတ်တာတော့ဆိုတာကအဲ့လိုချက်ချင်းအတိအမတ်ပြုမှုကိုမရဘူးဟုတ်တယ်ရှင်သူ့ရဲ့အကျိုးမြတ်ကဖြည်းဖြည်းချင်းပဲပြန်လာတာကိုဒါမဲ့တကယ်ကျွယ်ဝမှုကိုတိဆောက်သူတွေကအဲ့ဒီနေကွဲပေမဲ့ခိုင်မာပဲယင်းနှမြုံနှံမှုကိုပို့ပြီးတမိုးထားတတ်ကြတယ်ဒါဆိုရင်တဟာခစ်ပေါ်ဖုန်းအဒီကြီးကိုဖုန်းကပါအလားတဲ့အများကြီးတက်ထားပေမဲ့ဖုန်းဘက်ထရီက100ခိုင်နှုန်းပဲကျန်တော့တဲ့အခြေအနေနဲ့တတိကျသွားတူနေတာပေါ့ဗျာအပေါ်ယံကဘလောက်လာအတွင်းထဲမှာမောင်းနေမဲ့စွမ်းအင်ထစ်တဲ့အတိပညာမရှိရင်ဘာမှသုံးမရတော့ဘူးလေတကယ်ကိုထိမိတဲ့ဥပမာပဲရှင်အဲ့ဒါကြောင့်မလို့ထီပေါက်တဲ့လူလီဆိုရင်ဘိုင်းမွေတိုင်းချီရတော့ရင်တောင်နဲ့အနှဲငယ်ကြတဲ့အခါမူလအခြေအနေကိုပြန်ရောက်သွားတတ်ကြတာပေါ့တချို့ဆိုအရင်ကထက်တောင်ပိုပြီးဆင်းရဲသွားတာမျိုးတွေအများကြီးတွေ့ဖူးမှာပါဒါပေမဲ့တကယ်တည်းတွေကြတော့စီးပွားပြတ်ဒီအချွေးနဲ့ပတ်လက်ဝိုင်းနေတော့မှအချင်းတို့အတွဲမှာပဲအရင်ကထက်တောင်ပိုပြီးချမ်းသာလာတတ်ကြတယ်ဗျာအတီးအကျပါပဲဘာဖြစ်လို့လဲဆိုတော့တကယ်တည်းတွေမှာငွေထုတ်လုပ်ပေးနိုင်တဲ့စက်ရန်တရားဟာသူတို့ရဲ့ဦးနောက်ထဲမှာတေချာနေရာယူပြီးသားဖြစ်နေလို့ပါရှင်ပြင်ဘက်ကပစ္စည်းတွေဆိုတာအချိန်မရွေးပြက်စီးသွားနိုင်တယ်ဟုတ်တယ်call center လင်းလေတူတွေတခိုးတွေကဘဏ်အကောင့်ထက်ကငွေတွေအင်္ဂပစ္စည်းတွေကိုခိုးလို့ရချင်ရလိမ့်မယ်ဒါပေမဲ့ဦးနောက်ထက်မှာတိဆောက်ထားတဲ့စီးပွားရေးမြင်ပြဿနာဖြေရှင်းနိုင်စွမ်းတဲ့ပညာကိုတော့ဘယ်သူမှလာခိုးယူလို့မရဘူးဗျာဟုတ်ပါနေရှင်အဲ့ဒီအတိပညာကတာပြိုလဲသွားတိုင်းပြန်ထနိုင်မဲ့အာမခံချက်အစ်စ်မှန်ပါပဲဒါပေမဲ့ခမစဉ်းစားကြည့်ဗျာဦးနောက်ထက်မှာအတိပညာတွေဘလောက်ပဲထည့်ထားအဲ့ဒီဦးနောက်ကဘလို့ပတ်ဝန်းကျင်မျိုးမှာရှင်းတန်းနေတယ်လေဆိုတာကလည်းအရေးကြီးပြန်ရောမလားဒါဖို့ရှင်ပတ်ဝန်းကျင်ကအများအရေးကြီးပါတယ်ကိုကဘလောက်ပဲတိုးတက်ချင်နေပါစေကိုဘေးနာကလူတွေကအမြဲတမ်းအဆိုးမြင်နေရင်အဲ့ဒီအသိပညာတွေကအလုပ်ထက်မှာမဟုတ်ဘူးဒီနေရာမှာဗီဒီယိုကထောက်ပြထားတဲ့လူတစ်ယောက်ရဲ့ဝင်ငွေဟာသူအများဆုံးပေါင်းတဲနေတဲ့တငယ်ချင်း9ယောက်ရဲ့ပြားမြဝင်ငွေဖြစ်တယ်ဆိုတော့အယူဆကတော်တော်လေးကိုထိမိတယ်ဗျာအဲ့ဒီအချက်ကလက်တွေ့ဘဝမှာတကယ်မှန်နေတာကိုတွေ့ရတယ်
တော့ကြတဲ့ညာတွေမှာအထက်လူကြီးကိုအတင်းတုပ်သူများလင်များကြောင့်အတင်းပြောက်ပြီးမနက်မိုးလင်းတော့အရက်နာကြတာနဲ့ငွေကုန်တာပဲဖတ်တင်တဲ့အတိုင်းဝိုင်းရှိသလိုစီးပွားရေးအခွင့်အလမ်းတွေအခွန်လျှော့ပေါ့နည်းတွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေအကြောင်းအမြဲဆွေးနွေးနေတဲ့အတိုင်းဝိုင်းဆိုပြီးခွာချချက်ကကြီးမားလုံးတယ်လေ ဟုတ်တယ်ရှင်လုံးဝတခြားစီပါပဲ ဒါပေမဲ့ဒီမှာကျွန်တော်တစ်ခုမေးချင်တဲ့ကလူတိုင်းကတော့တူသေးဖြစ်ချင်ကြတာပဲဗျာဒါပေမဲ့ကိုယ်တိုင်းကငွေကြေးရပါမှမရှိသေးဘူးစင်းရဲနေသေးတယ်ဆိုရင်အဲ့ဒီလိုချမ်းသာတဲ့တိုးတက်ချင်တဲ့သူငယ်ကြီးမျိုးတွေရဲ့အတိုင်းဝိုင်းတွေကိုဘယ်လိုလုပ်ဝင်ဆန်အောင်သွားပေါင်းလို့ရမလဲသူတို့ကရောကိုယ့်ကိုလက်ခံမှာမလား ဒီမေကုန်းကလူတော်တော်များများတွေးမိတဲ့အတားအဆီးထိုးပါပဲဒါပေမဲ့ဒီနေရာမှာစိတ်ဝင်စားဖို့အကောင်းဆုံးအချက်ကချမ်းသာတဲ့သူငယ်ချင်းဆိုတာလက်ရှိဘဏ်အကောင့်ထဲမှာငွေကြေးတွေအများကြီးရှိနေတဲ့သူကိုတီးတန့်ဆိုးလို့တာမဟုတ်ပါဘူး ။အော်ဒါဆိုဘယ်လိုလူမျိုးကိုဆိုလိုတာလဲဗျာ အဓိကကတိုးတက်လို့စိတ်ရှိပြီးအချိန်ကိုတန်ဖိုးထားတဲ့သူတွေကိုဆိုလိုတာပါသူတို့ဟာသူများအကြောင်းအတင်းအဖျင်ပြိုးပြီးအချိန်ဖြုံးမဲ့အစား idea တစ်တွေအခွင့်အလမ်းတွေကိုဆွေးနွေးတတ်သူတွေဖြစ်ပါတယ်ကိုယ်တိုင်ကငွေမရှိတဲ့နေတောင်မှအဲ့လိုစိတ်သက်မျိုးရှိတဲ့လူတွေကြားထဲမှာရှိနေဖို့ဆိုတာငွေချင်းနဲ့တွန်းဝေရတာမဟုတ်ဘူးလေ ။သဘောကတော့အသိပညာနဲ့ယဉ်နီးရမယ်ပေါ့ ဟုတ်ပါရဲ့ရှင်ဥပမာစာအုပ်ဖတ်ဝိုင်းတွေစီးပွားရေးနဲ့ပတ်သက်တဲ့အခမတ်ဆွေးနွေးပွဲတွေ online ကပညာရေးဆိုင်ရာကွန်ရက်တွေမှာကိုယ်တိုင်ဝင်ရောက်ပါဝင်လို့ရတယ်ကိုကသူတို့ကိုတန်ဖိုးရှိတဲ့အမြင်တစ်ခုပေးနိုင်တယ်ဒါမှမဟုတ်ကူညီပေးခြင်းတဲ့စိတ်ဆန္ဒရှိတယ်ဆိုရင်သူတို့ကလက်ခံပါပါပဲ ။အဲ့လိုပတ်ဝန်းကျင်မျိုးမှာအချိန်ကြာလာတာနဲ့အမျှသူတို့ရဲ့တွေးခေါ်ပုံတွေကကိုပါကူးဆက်လာပြီးအဲ့ဒီကနေတကယ်လက်တွေအခွင့်အလမ်းကောင်းတွေထွက်ပေါ်လာတာပေါ့ဗျာ မှန်ပါရှင်အဲ့တော့မန်ကနဲ့အသွေးခေါ်ငယ်အတိုင်းဝိုင်းရပြီဆိုရင်ပင်ပါလောကနဲ့အထူးသဖြင့်စီဝိုင်းလောကနဲ့ဘလို့ဆက်တွေပြောဆိုမလဲဆိုတာကနောက်တစ်ဆင့်ဖြစ်လာပါပြီ ။အဲ့ဒီအပိုင်းမှာအပြောအဆိုကျွမ်းကျင်နိုင်စကားနိုင်လို့ကိုင်းမချမ်းသာဘူးဆိုတဲ့အချက်ကတော်လေးတတိထားစရာပဲဗျာ။အငင်းခုံမလုပ်ပဲငွေရအောင်ပြောဆိုခြင်းဆိုလာကိုတေချာစဉ်းစားကြည့်ရင်လူတွေကအမြဲတမ်းကိုမှန်ကြောင်းထပ်ပြီးပြောချင်ကြတာပဲမဟုတ်လား အဲ့ဒါလူသားတွေရဲ့စင်ကဲဖြစ်စဉ်အရာပါလာတဲ့အတ္တရဲ့သဘောတဘာဝပါရှင်ကိုမန်တယ်လို့ခံစားရင်လုံခြုံတယ်လို့ထင်ကြတယ်ဒါပေမဲ့စီဝါရေးလောကမှာဖောက်တည်ဒါမှမဟုတ်အထက်လူကြီးကိုအညံ့ခုံမှာအနိုင်ရလိုက်ရယုံနဲ့လောက်ကုန်ရင်ရေပိုမီဖို့သွားဆောင်လို့မရဘူးဆိုတာကိုတကယ်လူချမ်းသာတွေကနားလေထားကြတယ် ။ဟုတ်တယ်ဗျာ ဥပမာတစ်ခုပြောရရင်ဖောက်တည်ကဒီဆိုင်ကပစ္စည်းကတခြားဆိုင်တဲ့ဈေးကြီးတယ်လို့စောဒကတက်လာတယ်ဆိုပါစို့ထားမှလူကသူ့ရဲ့အတ္တရချက်ချင်းကာကွယ်ခြင်းစိတ်ဝေလာပြီးကိုပစ္စည်းကအစ်စ်မို့လို့ဈေးကြီးတာကောဟိုဆိုင်ကပစ္စည်းကအညံ့စားတယ်ဆိုပြီးပြန်လဲချေပတ်တယ်ရလက်ကတော့ဖောက်တည်မြင်တာပြတ်ပြီးအဲ့ဒီအယောင်းဝယ်ကအဲ့ဒီနေရာမှာတင်ရပ်ဖွာတာပါပဲ ။အဲ့ဒီတော့အနေရသွားတယ်ဒါပြပိစံမရလိုက်ဘူးပေါ့ဗျာ ကိုသိတယ်ရှင်တကယ်လူချမ်းသာရဲ့ချင်းကပ်ပုံကလုံးဝချားစီပါသူကဖောက်တဲ့စောရကတက်တာကိုပြုံးပြီးအရင်လက်ခံလိုက်တယ်ပြီးမှမှန်ပါတယ်ဈေးကနည်းလဲပို့ပေးရပါတယ်ဒါပေမဲ့ဒီပစ္စည်းကဖောက်တဲ့အခုကြုံနေရတဲ့အခက်အခဲကိုဘယ်လိုတိုက်ရိုက်ဖြေရှင်းပေးနိုင်လဲဆိုတာကိုရှင်းပြတယ် ။ဟိုလေဖောက်တဲ့ပြဿနာကိုဘယ်လိုဖြေရှင်းပေးမလဲဆိုတော့ရှုထောင့်ကနေသွားလာပေါ့ ဟုတ်တယ်ရှင်အရေးသွင်းခိုင်ခန့်နေတဲ့နောက်ခဏထက်ဝယ်စရာမလိုလို့ရေရှည်မှာငွေကုန်တက်တာသွားမယ်ဆိုတာမျိုးကိုရှင်းပြတတ်တယ်ဖောက်တဲ့ရဲ့ပြဿနာကိုဖြေရှင်းပေးလိုက်တဲ့အတွက်ငွေကအလိုလိုဝေးလာတာပါပဲ ။ဆိုလိုတာကကိုယ့်ရဲ့အတ္တကိုခဏဘေးချိတ်ထားနိုင်ရင်အခွင့်အလမ်းတွေပိုပင့်လာတယ်ဆိုတဲ့သဘောပဲဗျ။ဒီအတ္တအကြောင်းကိုဆက်ပြောရင်နောက်ထပ်တတိထားစရာအချက်တစ်ခုကတိတ်ဆိတ်စွာချမ်းသာခြင်းဆိုတဲ့ကိစ္စပဲ အဲ့ဒီအချက်ကဒီဘက်ခင်မှာအယံမှန်ပါတယ် ဒီခေတ်ကြီးက social media တွေကြောင့်ကိုယ်မှာဆယ်ရှိရင်100လောက်100ရှိရင်100လောက် online မှာလန့်ဖြချင်းကြတဲ့ခေတ်ဖြစ်နေတယ်ဗျာငွေတွေကားတက်တဲ့တင်ဒီကြွားဝါလိုက်တာဟာကိုကြောမှာကိုယ်တိုင်ဖြစ်မှတ်လာကတ်ထားတယ်လို့ဖြစ်နေတယ်ဆိုတာကလုံးဝမှန်တယ် ဟုတ်တယ်လေအဲ့ဒီလိုတင်လိုက်တာနဲ့အနည်းဆယ်လောက်အဆက်အသွယ်ပြတ်နေတဲ့ဆွေမျိုးတွေကငွေလာချေးတိုင်းမျိုးမိတ်ဆွေဟောင်းတွေကထူးဆန်းမိမထိနိုင်တဲ့ project တွေလာခေါ်တာမျိုးတွေချက်ချင်းရောက်လာတော့တာပဲ ပိုဆိုးတာက call center လိမ့်လေသူတွေရဲ့ message ကြစရာဖြစ်သွားတာပဲလေဒါပေမဲ့ကျွန်တော်နားမလည်နိုင်တာတစ်ခုရှိတယ်ဗျာကြွားဝါရင်ပြဿနာတက်နိုင်မှန်းတီးလက်နေလူတွေကဘာလို့ကိုနဲ့တော့တေချာမသိတဲ့လူစိမ့်ဒီစီကလိုက်တယ်အတိမပြုတ်မှုတွေကိုဒီလောက်တောင်အသေးလဲလိုချင်နေကြတာလေ ဒီအချက်ကိုပိုချေပြန့်တဲ့ရှုထောင့်ကနေချိတ်ဆက်ကြည့်မယ်ဆိုရလေဒါဟာစောစောကကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အတ္တနဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိခြင်းကနေမြစ်ပြခံတာပါရှင် ။အော်ကိုယုံကြည်မှုမရှိလို့ပေါ့ ဟုတ်ပါတယ်လူတွေဟာကိုတန်ဖိုးရှိတဲ့လူယုံကြည်မှုအားနည်းတဲ့အခါဖင်ပါလောကကအတိအမှတ်ဖြူမှုကိုအလွန်မင်းတောင့်တလာကြတာ
ငါမှဒါတွေရှိတယ်ဆိုတာကိုသူများတဲ့မြင်မှငါဟာအောင်မြင်သူဖြစ်တယ်လို့ခံစားရတာမျိုးပေါ့ဒါပေမဲ့စစ်မှန်တဲ့သူသေးတွေကတော့အဲ့ဒီအတိမဖြူမှုဂိမ်းတဲ့ကနေထွက်သွားခဲ့တာကြာပါပြီ အဲ့ဒါစိတ်ဝင်စားစရာပဲ သူတို့ကတစိတ်အချီကြီးတွေမပါတဲ့တာမန်ချီသားကောင်းကောင်းတီးရှပ်တွေကိုတော့ဝတ်ဆင်ကြတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ဘန်ကုန်းထဲကကနန်းတွေကသူတို့စကားအတန်ကြီးအဝတ်အစားတွေထက်အများကြီးပိုကျယ်လောင်တယ်ဆိုတာကိုသူတို့ကိုယ်တိုင်အဖြစ်ဝသိနာလဲထားပြီးသားဖြစ်နေလို့ပါရှင် သဘောကတော့အပြင်းပန်းကိုတိတ်ဆိတ်ထားလေအတွေ့အထိမှငြိမ်းချမ်းလေပဲကိုလေရန်သူနဲ့နဲ့စိတ်အေးချမ်းသာစွာနေထိုင်တတ်တဲ့ပညာပဲကဲဒါဆိုရင်စိတ်ပိုင်းဆိုင်ရာအခြေခံတွေလည်းခိုင်မာသွားပြီလူမှုဆက်ဆံရေးနဲ့ကိုယ့်ရဲ့အတ္တကိုလည်းထိန်းချုပ်နိုင်ပြီဆိုပါစို့ဒါဆိုတကယ်တော့ငွေကိုလက်တွေ့ဘယ်လိုပွားအောင်လုပ်မလဲဆိုတဲ့အဆင့်ကိုကုပြောင်းကြည့်အောင်ပဲ ကောင်းပါရဲ့ရှင်တတိရှိဖြင့်စွန့်စားခြင်းဆိုတဲ့ဘိုင်းမှာထီထိုးတာကိုလုံးဝနားမလဲတဲ့ crypto လိုမျိုးတွေမှာလက်ရင်းတာတွေကိုမလုတ်တင်ဘူးလို့ပြက်ပြက်သားသားတတိပြီးထားတယ် ဟုတ်တယ်ဗျာဥပမာယနေ့ငွေတစ်စိမ့်ထဲပါကနောက်လာတွင်ဘာမှလုပ်ဆရာမလိုပဲ9000အမြတ်ရမယ်ဆိုသည့်လင်လယ်မှုမျိုးတွေခစ်စားနေတဲ့အချိန်မှာလူချမ်းသာတွေကဒီလောက်အမြတ်ရဖို့လွယ်နေရင်သူတို့ဘာလို့ဘဏ်ကနေငွေချေပြီးကိုယ်တိုင်အရင်အကြီးကြီးမလုပ်ကြတာလဲဆိုပြီးအများအားစဉ်းစားဆင်ရင်တက်တယ် မှန်ပါရဲ့ရှင်တကယ်လူချမ်းသာတွေကရွှေလို့ခိုင်မာတဲ့ရမုံငွေတွေကိုလက်ဆင်ပုံမှန်စူးစောင်းခြင်းလိုမျိုးနှိစနစ်ကြီးကိုတုံးကြတာဒါကို dollar cost averaging လို့ခေါ်တာပေါ့ ဒါပေမဲ့ဒီနေရာမှာကျွန်တော်ဝယ်ပြီးပြောချင်တာက theory အရတော့အဲ့ဒီလိုလက်ဆင်းဆိုတာဈေးကွက်ကြအချိန်မှာဝယ်တာကလွယ်ပါတယ်ဗျာဒါပေမဲ့လက်တွေ့မှာကိုယ့်ရဲ့ပိုက်ဆံတွေမျက်စိရှိမှတင်အရှုံးပေါ်ပြီးအရေးပျော်နေတဲ့အချိန်မျိုးတခြားလူတွေအကုန်လုံးအလန့်တက်ကြရောင်းထုံနေတဲ့အချိန်မျိုးမှာထပ်ပြီးဝင်ဖို့ဆိုတာယူဆက်ရမကြဘူးလားဗျာတာမန်လူတယောက်အနေနဲ့အဲ့ဒီလိုလုပ်ဖို့ဆိုတာအယံကိုခက်ခဲတဲ့ကိစ္စတစ်ခုပဲ ရှင်ပြောတာလုံးဝမှန်မယ်အဲ့လိုခက်ခဲတဲ့အတွက်ကြောင့်ပဲတရားခိုင်နှုံးသောသူတွေသာလျှင်စစ်မှန်တဲ့ချမ်းသာမှုကိုရရှိကြတာပါရှင်တာမန်လူတွေကသူတို့ရဲ့ယဉ်ကျေးမှုမျိုးနှောမှုဆုံးဖြတ်ချက်တွေလို့စိတ်ခံစားမှုအပေါ်မှာအပြည့်အဝအခြေခံကြတယ် ဟုတ်တယ်ဗျာဈေးရလိုင်းလောဘတပီလိုက်ဝဲကြတယ် ဈေးကျသွားရင်လည်းကြောက်လန့်ပြီးတိုးအုပ်စိတ်တက်နဲ့အကုန်ရောင်းထုတ်ကြတာလေတကယ်လူချမ်းသာတွေရဲ့စုံဆောင်မှုဆိုတာကစိတ်ခံစားမှုကိုအပြည့်အဝဖယ်ထုတ်ထားတဲ့ကြိုတင်လစ်လာတွက်ချက်ထားတဲ့ယဉ်ကျေးမှုနာမှုပါသူတို့ကဈေးကွက်ကျနေလာကိုအန်ဒရီလို့မမြင်ပဲပစ္စည်းကောင်းတွေကိုဈေးချရောင်းနေတဲ့အချိန်လို့မြင်ကြတယ် တွက်ချက်ထားတဲ့အန်ဒရီပေါ့ ဟုတ်တယ်ရှင်အကယ်၍သူတို့တွက်ချက်ထားတာတခုခုမာယွင်းသွားခဲ့ရင်တောင်ဒါဟာအဆုံးသတ်မဟုတ်ပဲနောက်ကချိန်ပြန်ထန်နိုင်မဲ့သင်ခန်းစာပညာရေးအတွက်ပေးလိုက်ရတဲ့အခါကြီးငွေတစ်ခုအနေနဲ့သာသဘောထားနိုင်လောက်အောင်ခံနိုင်ရရှိကြပါတယ် စိတ်ခံစားမှုကိုထိန်းချုပ်နိုင်ခြင်းကအကြီးမားဆုံးအရေးအနည်းပဲပေါ့ဗျာအဲ့ဒီနေဆက်ပြီးနောက်ထပ်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တဲ့ငွေရှာဆက်မြဖန်တီးခြင်းတနည်းအားဖြင့် passive income တိဆောက်ခြင်းအကြောင်းကိုကြည့်အောင်ဗျာ ဒီအချက်ကတော်တော်လေးစဉ်းစားစရာကောင်းတယ်ရှင် အလုံးထွေးအောင်နားလိုက်တာနဲ့ဝင်ငွေလုံးဝရပ်သွားပြီးစိတ်ညစ်ရပြီဆိုရင်ကိုယ့်ရဲ့အချိန်ကိုငွေနဲ့လဲလွယ်နေရစေပဲလွတ်လပ်မှုမရသေးဘူးလို့ဆိုလိုတယ်ဒီမှာပြထားတဲ့ဥမာကရှင်းတယ်ဗျာနေ့စဉ်ရေတပုံချင်းစီတွားခတ်နေရတဲ့သူနဲ့အစားပိုင်းမှာပင်ပန်းခံပြီးရေပိုက်လိုင်းတွေ့တန်းတဲ့သူနှစ်ယောက်ကိုရှင်းပြထားတယ် ဟုတ်တယ်လေ YouTube channel တစ်ခုတိစောက်တာမြောက်ဝေစုပေးတဲ့ခိုင်မာတဲ့ share တွေဝေစုတာဟာရေပိုင်လိုင်းတွေ့တန်းတာနဲ့အတူတူပဲလူတိုင်းမှာတစ်နေ့24နာရီသာရှိတဲ့အတွက်အိမ်နေချိန်မှာငွေရှာပေးမဲ့စနစ်ကိုမတိဆောက်နိုင်ရင်တည်တဲ့အထိကိုယ်တိုင်အလုံးလုံးတွားရလိမ့်မယ်လို့ဆိုထားတယ် ဒါပေမဲ့ဒီနေရာမှာကျွန်တော်နည်းနည်းစိန်ခေါ်ခြင်းတယ်ဗျာကကဲလက်တွေမှာ passive income ဆိုတာအလုံးမလို့ပဲဝင်ငွေရမယ်လို့ထင်ရပေမဲ့အစားပိုင်းမှာသွေးထွက်မတက်အရေးပြက်ခန့်ပြီးအလုံးလို့ရတဲ့အရာတခုကိုနမယ်လာလာလေးပေးထားတာတတ်တတ်ပဲမဟုတ်ဘူးလားဗျာ ရှင်အဲ့လိုမြင်တာမစမ်းပါဘူးရှင်ကျမလည်းထောက်ထမ်းပါတယ်ဒါပေမဲ့နမယ်လှလှလေးပေးထားတဲ့လှဲ့ကွက်တစ်ခုဆိုတဲ့အမြင်ကနေနည်းနည်းလေးခွာကြည့်စေခြင်းတယ် ဘလို့ခွာကြည့်ရမလဲဗျာ passive income ဆိုတာအလုံးမလုံးပဲပလက်ကလားထိုင်ပေါ်လွင်းနေုံနဲ့ငွေဝင်လာမယ်လို့ဆိုလိုတာလုံးဝမဟုတ်ပါဘူးဒါဟာအလုံးလုံးတဲ့ပုံစံကိုအခြေခံကြပြောင်းလဲပစ်လိုက်တာပါရေပိုက်လိုင်းတွေ့တန်းတဲ့ဥပမာကိုပဲပြန်ကြည့်ရင်ရေပိုက်လိုင်းစချိုးဖို့ဆိုတာနေ့စဉ်ရေသွားခတ်တာတဲ့အစပိုင်းမှာအများကြီးပေါ်ပြီးခက်ခဲပါတယ် ဟုတ်တယ်မြေကြီးကျူးရမယ်ပိုက်တိဆက်ရမယ် အဲ့ဒီအချိန်ဒီအောင်လုံးမှာရေတစ်ဆက်မှရမှာမဟုတ်ဘူးလေတာမန်ရေခတ်သူကတော့ချက်ချင်းရေရတယ်ဒါပေမဲ့ရေပိုင်လိုင်းတွေသူကဘာကြောင့်ဒီလိုပင်ပန်းခတ်နေတယ်လဲသူကကြုတ်ကုန်းကြီးကိုသူ့ပခုံးနဲ့တစ်သက်လုံးထမ်းဖို့ချွေးထွက်ခံနေတာမဟုတ်ဘူးအဲ့ဒီကြုတ်တုံးကိုအလိုအလျောက်မတင်ပေးမဲ့စိတ်ရန်တရားတစ်ခုတိဆောက်ဖို့အတွက်ချွေးထွက်ခံနေရပါ အော်နားလေပြီဗျာတချင်းတေချာတိဆောက်ပြီးသွားပြီဆိုတာနဲ့နောက်ပိုင်းမှာ
ဘာလဲလဲယုံနဲ့ရီကအလိုလိုကြားလာပြီပေါ့ အထစ်ကြပင်ရှင်အဲ့ဒီအချိန်ကြမှာသူဟာငွေရဲ့ကြေးကျွန်ဘွားကနေငွေရဲ့ထခင်အဖြစ်ကိုရောက်ရှိသွားတာဖြစ်ပါတယ်အစာပိုင်းရုံးကန်ရမှုဟာစနစ်တစ်ခုကိုမွေးဖွားဖို့အတွက်ပေးဆက်ရတဲ့တန်ဖိုးပါပဲ ရှင်းလင်းသွားပြီဗျကိုယ်တိုင်ထားမလားထားမဲ့ဆက်ကိုတိဆောက်မလားဆိုတဲ့ရွေးချယ်မှုပေါ့ဒါဆိုရင်အဲ့ဒီလိုငွေချတဲ့စနစ်တွေရေးပိုက်လိုက်တဲ့အားလုံးကိုတိဆောက်ပြီးပြီဆိုရင်နောက်မှာအဲ့ဒီကြွယ်ဝမှုကိုရေရှည်ခံအောင်မျိုးဆက်ချီပြီးတည်တတ်အောင်လူတွေရဲ့ယုံကြည်လေးစားမှုရအောင်ဘယ်လိုလုပ်မလဲဆိုရင်နောက်ဆုံးအပိုင်းကိုသွားရအောင်ဗျ အဲ့လာကပေးကောင်းလေရရှိလေဆိုတဲ့အပိုင်းမှာရှင်တာမန်လူတွေကလူချမ်းသာဆိုတာကက်ဆေးနေပြီးသူမျက်စီကအမျက်ထုတ်တတ်တဲ့သူတွေလို့အထင်အမြင်လွဲမှားတတ်ကြတယ် တကယ်တော့ကိုကြိုးချီပဲကြည့်တဲ့သူတွေဟာပြုတ်ကြတဲ့တနေ့အခက်ခဲကြုံတဲ့တနေ့မှာဘယ်သူမှကူညီမှာမဟုတ်ဘူးလေ ဟုတ်ပါတယ်ရှင်ပညာဗဟုသုတတွေကိုမျှဝေတာဝန်ထမ်းအနေနဲ့လုပ်ဖို့ဂိုင်းဖက်တွေကိုပံ့ပိုးပေးတာမိဘနဲ့ကျေးဇူးရှင်တွေကိုတီးတက်တာဟာငွေကြေးတွေကိုစွန့်ငင်တဲ့တန်လိုက်ဖက်တယ်လို့ခေါ်ပြထားတယ် အရေးချင်းတူပေမဲ့တကူကောင်းစံတူနဲ့အကျိုးမြတ်ကိုမျှဝေခန်းစားတတ်သူနှုတ်အနံ့မိသူကိုစီဝါဖက်အဖြစ်ကျွေးချယ်မလဲလို့နိုင်ရှင်ကြည့်ရင်အဖေကရှင်းနေတာပဲဗျာရင်းမြစ်ထဲမှာအရန်လှပါတဲ့တင်စားချက်လေးတစ်ခုတွေ့လိုက်တယ် ဘယ်လိုတင်စားထားတာလဲရှင် လက်သီးကိုချစ်ချစ်ပန်ဆုပ်ထားရင်လက်သေးကိုနောက်ထပ်ငွေဝင်မလာနိုင်တော့ဘူးလက်ကိုဖြန်းထားမှသာပိုကြီးမားတဲ့အရာတွေကိုလက်ခံရရှိနိုင်ပဲတဲ့ဗျာဒါဆိုရင်ပေးကမ်းတယ်ဆိုတာဘာသာရေးရကုသိုလ်လိုချင်အောင်တတ်မဟုတ်ပဲစီးပွားရေးရအင်မတန်ထက်မြက်တဲ့ကွန်ရက်တိဆောက်ခြင်းတစ်ခုပဲလို့ကောက်ချက်ချလို့ရနိုင်မလား အဲ့ဒီကောက်ချက်ကယာနုံပြည့်မှန်ကန်ပါတယ်ပေးကမ်းခြင်းကိုခဏတာအနစ်နာခံခြင်းတစ်ခုအနေနဲ့မမြင်သင့်ပါဘူးဒါဟာရေချေအတွက်ယုံကြည်မှုကိုတိဆောက်ခြင်းဖြစ်ပါတယ်စီးပွားရေးလောကမှာယုံကြည်မှုဆိုတာတန်ဖို့အကြီးဆုံးငွေကြေးပါပဲ ငွေကြေးဆိုတာဖောင်းပွားသွားနိုင်တယ်တန်ဖိုးကျသွားနိုင်တယ်ဒါပေမဲ့ယုံကြည်မှုကတော့ဘယ်တော့မှတန်ဖိုးမကျဘူးလေ ဟုတ်ပါတယ်ရှင်ကိုကအခြားသူတွေကိုကူညီထောက်ပံ့တဲ့အခါအသိပညာတွေမျှဝေတဲ့အခါသူတို့ရဲ့ယင်ထဲမှာကိုယ့်အပေါ်ကျေးဇူးတင်စိတ်နဲ့ခိုင်မာတဲ့ယုံကြည်မှုတွေဖြစ်ပေါ်လာပါတယ်အဲ့ဒီယုံကြည်မှုကနေတဆင့်ကိုယ်တော်မမျှော်လင့်ထားတဲ့အခွင့်အလမ်းတစ်တွေစီးပွားရေးမိဖက်အသစ်တွေရောက်လာတတ်တယ် ဒါကြောင့်မို့ပေးကမ်းခြင်းဟာစစ်မှန်တဲ့ချမ်းသာကြွယ်ဝမှုကိုရေရှည်တည်တံ့စေတဲ့အခိုင်အမာဆုံးသောလုံခြုံရေးစစ်တစ်ခုဖြစ်လာတာပေါ့ကိုကလူတွေကိုပေးကမ်းလေလူတွေကကိုကိုပြန်ပြီးမြင်တင်ပေးလေပါပဲ ဟုတ်ပါတယ်ရှင် ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုကျင်းချုပ်ပြန်ကြည့်ရတယ်စစ်မှန်တဲ့ချမ်းသာကြွယ်ဝမှုဆိုတာအပေါ်ယံပစ္စည်းတွေနဲ့ကြွားဝါပြီးကိုကျိုးမှာကိုယ်တိုင်ဖြစ်မဲ့ကတ်တာကနေစတာမဟုတ်ပဲကိုယ့်ရဲ့ဦးနှောင်းနဲ့တွင်းစိတ်ပိုင်းဆိုင်ရာကိုအစင်မြင့်တင်ခြင်းကနေစတင်တယ်ဗျာညင်းအခုံလုတ်ပြီးအတ္တကိုအနိုင်ပေးမဲ့အစားဖောက်တည်ရဲ့ပြဿနာကိုဖြေရှင်းပေးပြီးအကျိုးမြတ်ကိုရှာဖွေတယ် ပြီးတော့ online မှာအတိအမှတ်ပြုခံရဖို့ငွေသုံးမဲ့အစားရေပိုက်လိုင်းလို့အလိုလျောက်ငွေရှာစက်တွေတီးဆောက်ပြီးတိတ်ဆိတ်စွာချမ်းသာအောင်နေကြတယ် ဟုတ်တယ်နောက်ဆုံးအနေနဲ့အတ္တကိုခွာချာကယုံကြည်မှုဆိုတဲ့အကြီးမားဆုံးငွေကြေးကိုရရှိဖို့ပေးကမ်းမြောက်ဝေကြတယ်ဗျာဒီဟာတွေကငွေကြေးစီမံခန့်ခွဲမှုတတ်မဟုတ်ပဲဘဝကိုဖျက်တမ်းတဲ့လူနေမှုပုံစံတစ်ခုလုံးကိုပြောင်းလဲပစ်လိုက်တာပဲ ဟုတ်တယ်ရှင်ကျွဲဝမှုဆိုတာမိမိရဲ့တွေးခေါ်မှုနဲ့မိမိပတ်ဝန်းကျင်အပေါ်ထားရှိတဲ့သဘောထားတွေရဲ့ရောင်ပြဟတ်မှုတစ်ခုသာဖြစ်တယ်ဆိုတာကိုဒီခွဲချမ်းစိတ်ပြချက်တွေကတတ်တည်ပြနေတာပါအဲ့ဒီစိတ်ပိုင်းဆိုင်ရာအုံမြစ်တွေမရှိဘဲနဲ့ရလာတဲ့ငွေကြေးမှန်များဟာအဲ့ဒီရေသွန်းတို့လို့ခဏလေးနဲ့ပျောက်ကွယ်သွားမှအသေးချပါပဲ ဒါတွေအားလုံးကိုလေ့လာပြီးအနောက်မှာတော့နားဆင်သူတွေအတွက်နောက်ဆုံးဆက်လက်တွေးတောစရာလေးတစ်ခုခြံထားရစ်ထည့်ချင်ပါတယ်ဗျအခုဆိုရင်ခေတ်တဲ့နီးပညာတွေအထူးသဖြင့် AI တွေကကျွန်တော်တို့ရဲ့နေ့စဉ်ရေခတ်တဲ့အလုပ်တွေကိုတာမကအချို့တော့ရေပိုက်လိုင်းတိစော်တဲ့အလုပ်တွေနေရာမှာပါအရန်အမြအစားထိုးဝင်ရောက်လာနေပြီ တကယ်ပါပဲရှင် ဒီလိုအနာဂတ်မျိုးမှာတကယ်စစ်မှန်တဲ့ချမ်းသာကြွယ်ဝမှုဆိုတာကိုဘလို့ကာယအားညာနာအားနဲ့အလုပ်စ조사နိုင်တယ်လဲဆိုတာထက်ဆိုင်ရင် AI ကဘလို့မအစားထိုးလို့မရနိုင်တဲ့အရာတွေဥပမာစောစောကပြောခဲ့တဲ့ယုံကြည်မှုပေါ်အခြေခံတဲ့လူမှုဆက်ဆံရေးကွန်းတွေအတ္တကိုချုပ်တေးပြီးတူတမရဲ့ပက်တမကိုနားလည်ပေးနိုင်တဲ့စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည်တွေပေါ်မှာပဲရာနှုန်းပြမူဒီပါတော့မှာလားဗျာ စေရုပ်တွေကအရာအလုံးကိုတွက်ချက်ပေးနိုင်တဲ့ခေတ်မှာလူသားဆန်မှုအပြည့်အဝဆုံးလူတွေကအချမ်းသာဆုံးဖြစ်လာတော့မလားဆိုလားတကယ်စဉ်းစားစရာပါပဲရှင် ဟုတ်တယ်ဗျာအစာမဲမှာကျွန်တော်တို့ပြောခဲ့တယ်လို့ပါပဲကြွယ်ဝမှုဆိုတာတင်ချဖို့စာထက်တယ်မဟုတ်ပါဘူးမမြင်ရတဲ့စိတ်နဲ့ဦးနှောက်ရရန်တရားတွေကဒါအဓိကမောင်းနေနေတာဖြစ်ပါတယ်ဆိုတဲ့အတွေးနဲ့အတူဒီအကြောင်းအရာတွေကိုဆက်လက်စူးစမ်းကြည့်ကြဖို့တိုက်တွန်းခြင်းပါတယ်ဗျာ
အားလုံးပဲနောက်ထပ်စိတ်ဝင်စားစရာနက်နက်ရှိုင်းရှိုင်းလေးလာတုံ့တက်မဲ့အစီအစဉ်တွေမှာပြန်ဆောင်ကြတာပေါ့